ရှင်ပြကိုထပ်ပြီးတော့ဖူးမြော်ဝင်ရပါစေလို့ဆုတောင်းလိုက်တာဗျာအခုအိမ်ပိုင်ရတော့အရှင်ပြထပ်ပင့်တာပါဗျာဘောတော်လာမယ်ဒါအရှင်ပြလွန်ခဲ့တဲ့16နှစ်ကတပြေးတော်တို့အိမ်မှာသွန်းလောင်းတော့ပါဗျာပထမ်းဆက်ပေါ့ပြန်ဆက်တာဒိဋ္ဌံအောင်ပွဲပေါ့လိုက်တာမှာသွန်းကတ်တော့တူမရောက်လာပြီးတော့သူလည်းကတ်ချင်တယ်ဆိုတာနဲ့တင်လိုက်တာဗျာကုသိုလ်ရဲ့ဘုရားကအပြုကေကျိုးတည်ဖြစ်တဲ့ဘုရားရှင်နာရီလူတွေမှာပါဝင်တဲ့ဘုရားရှင်နာရီဒီနောက်မပြောတဲ့ဖြစ်တော့ဘုရားရှင်နာရီမှာကြောင်းဒီခွင့်တာရဲ့စီပြောချင်တယ်အလေးရပါလို့ပဲအလေးနဲ့ကုသိုလ်ပြုတာရဲ့အမော်လေးအကူလေးကိုကြောက်ကြတော့ကုသိုလ်ကဘုရားဘကပဲနဲ့ဘောင်းရတဲ့ရှိတဲ့ကုသိုလ်တွေပါအဲ့ဒါတော့ပါရင်ရဲ့လေးစားအမောက်ပြုတယ်လို့ဘုရားတတ်တာမှာအကောင်းကြီးရောက်စီဖြစ်ကောင်းကြီးပေရှာကောင်းကြီးအောင်ရစရာဘုရားသာဆုရမယ်အသိကင်းကြီးရပြင်အတိတိတက္ကတကလိုရှိအကောင်းမြတ်သောမင်္ဂလာပါချတ်သောသူတို့ဆုရအဆက်တဲ့ပြုနိုင်ကြပြီသူတို့ဒီကောင်းကြီးဖြစ်ရတဲ့တည်းအဘန္တိဣတမေနတဟယေသာတိလနမယသာမိလောကကတဝါသီလတိထဝိပါတိဒုတိယပိအဘန္တိဣတမေနတဟယေသာတိလနမယသာမိလောကကတဝါ